င်လေးပင်ဟာလောက်ခံရသမြဲနေအနေထားတွေထက်ထက်ရှိကကာယကွယ်၍တားဆီးနေပါစေယေဒီကတော့မစွာတတိကမန်တော်ဟာတိတရားနဲ့သိနေအောင်အရှုံးပေးနေမိခဲ့ယေရှုမချုပ်ပြသွားအမြတ်ချူထွက်တန်ဝထံရွက်တဲ့အခါတကယ်ကိုကျူ